ကျွန်တော်10တန်းဖြည့်ပြီးခါစားမှာတငယ်ချင်းတယောက်စီကနေငါးဖက်တဲ့စာအုပ်လေးတော့ရှိခဲ့တယ်။စာအုပ်နာမည်ကစီးပြင်ကလူဘာသာပြန်တဲ့ဆရာထင်လင်းပေါ့။အဲ့ဒီစာအုပ်ကနာမည်ကြီးပါပဲမြန်မာပြည်မှာစာဖက်ဝါသနာပါတဲ့လူတွေကြားမှာကျွန်တော်တို့ရဲ့ရှေ့မျိုးဆက်ပေါ့နော်ကျွန်တော်အဖေတို့အသက်20အသက်30အဲ့ဒီကာလလောက်မှာကလေးကထွက်ခဲ့တာထင်တယ်ကျွန်တော်တို့ခင်မထွက်တာမဟုတ်ဘူးပေါ့နော်ဆရာထင်လင်းစွာဟိုတော်တာဆွေတို့နဲ့ခစ်ပြိုင်ဟိုရှေ့တစ်ခစ်ကဆရာကြီးဆိုတော့ဟိုမူရင်းဝတ္ထုကတော့ Albert Camus ရဲ့ The Outsider ပေါ့နော် Camus လို့အတန်ထွက်တယ်ထင်တယ်ဒါပေမဲ့ Camus လို့နှုတ်ကြိုးနေပြီမရတော့ကိုလည်းပြင်သစ်လူမျိုးလည်းမဟုတ်ဘူးဒီနော်Albert Camus ရဲ့ The Outsider ဆိုတဲ့ဝတ္ထုပေါ့အဲဒီဝတ္ထုကိုအကြောင်းပြောမယ်ပေါ့နော်ကျွန်တော်ကတော့မြန်မာလူပဲဖတ်ဘူးတာပါဟိုအင်္ဂလိပ်လိုလည်းမဖတ်ဘူးပြင်သစ်စာလည်းမတတ်ဘူးပေါ့အဲ့ဒီဝတ္ထုအကြောင်းဆိုတာထက်အဲ့ဒီဝတ္ထုတွေကရခဲ့တဲ့တွေးစရာလေးပေါ့နော်ကျွန်တော်သိရလေးပဲပြောမှာဆိုတော့လေအမှားပါသွားရင်တော့ sorry ပါလို့ကျွန်တော်တို့မြန်မာပြည်မှာစာရေးစရာတွေစာပေလောကတွေမှာပေါ့နော်တစ်ခေတ်တစ်ခါတော့အတွေးခေါ်တစ်ခုရှိတယ်ခေတ်ကိုထင်ဟပ်ရမယ်ဆိုတဲ့ဥစ္စာပေါ့နော်ခေတ်ကိုအဲ့ဒါယူစလိုဂန်လိုမျိုးဒီညွှန်ကြားချက်လိုမျိုးအရန်သုံးကြတာပေါ့တကယ်တမ်းတော့လူတယောက်ကခေတ်ကိုတစ်ခုခုပေါ်ပြမယ်တစ်ခုခုတွေးမယ်တစ်ခုခုအနုပညာပစ္စည်းအဖြစ်ပေါ့နော်ရုပ်ရှင်ဖြစ်ဖြစ်ရုပ်ဝတ္ထုဖြစ်ဖြစ်တစ်ခုခုနဲ့ပေါ်ပြမယ်ဆိုလို့ရှိရင်များသောအားဖြင့်ခေတ်ကိုမထင်ဟပ်ချင်လို့ကိုမရတာကျွန်တော်အဲ့လိုမျိုးယူဆမိတယ်ပေါ့နော်ဟိုခေတ်ကိုထင်ဟပ်ရမည်လို့တခုတ်တရပြောနေစရာဘူးမလို့လို့ထင်တယ်တော်များများလူတိုင်းကဝတ္ထုပဲရေးဒီတခြင်းပဲရေးကျူးရှင်ပဲရိုက်ခေတ်ကိုထင်ကိုဟပ်နေမှာပဲများသောအားဖြင့်အဲ့လိုတွေးမိတာပေါ့အဲ့ဒီမှာဒီစီးပြင်ကလူဆိုတဲ့ဝတ္ထုကိုဘာလို့ထည့်ပြောရလဲဆိုတော့ဒီဝတ္ထုထဲမှာများသောအားဖြင့်လူတွေငင်းခုန်ကြတာကဒီဘဝနဲ့ပတ်သက်တဲ့အမြင်ဟာမှန်တယ်မှားတယ်ပေါ့ဒီဇက်ကောင်မာဆိုရဲ့ဘဝနေနေပေါ့နော်existentialism စာသဖြင့်သူရဲ့ဘဝပေါ်မြင်တာက emotionless ဖြစ်နေတာပေါ့လေခံစားချက်မရှိသလိုလူအဖွဲ့အစည်းပေါ်မှာထားတဲ့စိတ်ကဘာစိတ်မှမရှိဘူးသူကဒီလိုပဲသွားဆိုလဲသွားလိုက်တာပဲအေးလေလက်ထက်ကြမယ်ဆိုလဲလက်ထက်လိုက်တာပဲအမေသေးတာလားအေးသေးတာဖြစ်မှာပေါ့တော့ဘာလို့ပေါ့နော်ထောက်မှာပေါ့တော့ဘာမှမဟုတ်နေတော့တာအဲ့တော့အဲ့ဒီဟာကြီးကိုညင်းကြတာပေါ့နော်တော်တော်များများဒီကောင်ကအဲ့လိုနေတာနေလို့မှမရတာအဲ့ကောင်လူတော်ထဲမှာနေလို့ရှိရင်လူဖွဲ့စည်းကိုယုံကြည်ရမယ်လူဖွဲ့စည်းကိုတန်ဖိုးထားရမယ်ကို့အမေအလောင်းသားမှာတော့မှကော်ဖီတောက်တဲ့ကောင်ဆိုပြီးတော့ဝတ္ထုထဲမှာတော့လူတွေကဝိုင်းပြီးတော့ social justice ပေါ့နော်ဟိုတရားရုံးရောက်တဲ့အခါမှာသူကလူတက်မှုနဲ့တော့ရောက်သွားတာပဲဒါပေမဲ့လူတက်မှုကပျောက်သွားပြီးတော့ဒီကောင်ကလူမဆန်တဲ့ကောင်ဆိုပြီးဖြစ်သွားတာပေါ့နော်နောက်ဆုံးဖျားမြုံနာတွေဘာပါလာတာပေါ့လေတွေးရင်တွေးသလောက်ကျေပြန့်တာပေါ့လေဒီဝတ္ထုကအဲ့တော့ဒီဝတ္ထုကိုဒီလိုဝတ္ထုမျိုးမှာတောင်မှပဲခေတ်စနစ်ကပါနေတော့မယ်လို့ကျွန်တော်ကပြောချင်တာအဲ့ဝတ္ထုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါဟိုဥပမာဗျာမြန်မာပြည်ကဝတ္ထုနဲ့ဥပမာပေးရလို့ရှိရင်သိမ့်ဖေမြင့်ရှေ့ကနေဝန်ထွက်သည့်ပမာတို့ဘာလို့ဒါခေတ်စနစ်ကိုအကြီးအကျယ် backdrop ကြီးအကြီးထားပြီးရေးထားတာသူဖြတ်တန်းခဲ့ရတဲ့ခေတ် Fascist Japan တော်လည်းရေးကျောင်းသားတပိတ်ဒါတွေကိုအကြီးအကျယ်ကိုအခြေခံထားပြီးတော့ရေးထားတာခေတ်ကိုလည်းတကယ်ချင်းဟတ်တယ်တကယ် realism လိုမျိုးပေါ့နော်ဟိုနောက်တခြားဝတ္ထုတွေပေါ့တကယ်လူတန်းစားလူတွေဆင်းရဲနေတဲ့အကြောင်းပညာမတတ်တဲ့သူတွေခြေခံလူတန်းစားတွေကဒုက္ခရောက်နေတဲ့အကြောင်းအဲ့ဒီမြန်မာပြည်မှာဆိုရင်အဲ့ဒီခေတ်ကြီးတွေကို
ထင်ဟပ်ပြီးတော့ရေးကြတာပေါ့နော်တကယ်အကြီးအကျယ်ကိုခက်ကိုထင်ဟပ်ကြတမင်တကာကိုလှုပ်ပြီးတော့ထင်ဟပ်ပြီးတော့ရေးကြတာဝတ္ထုအတူအရှိပေါင်းများစွာပေါ့ဒီ realism ဝတ္ထုအရှိပေါင်းများစွာအတူပေါင်းများစွာဒီ Albert Camus ရဲ့ outsider ဝတ္ထုကကျတော့ရုပ်တရက်များသောအားဖြင့်လူတွေရဲ့အာရုံကဒီမာဆိုးရဲ့အတွေ့အခေါ်မာဆိုးကဘာလို့အဲ့လိုတွေးရတာလဲဒီမာဆိုးတွေးတာကိုကြိုက်တယ်မကြိုက်ဘူးမာဆိုးလို့နေရတာမာဆိုးလို့နေတာမှားတယ်မမှားဘူးအဲ့ဒီခေတ်ကလူငယ်တွေကအဲ့လိုပဲဖြစ်နေတာဖះလည်းမယုံတော့ဘူးအမေအဖေကိုလည်းတန်ဖိုးခါကောင်းမှမသိဘူးစသဖြင့်ပေါ့ဒီအတွေးခေါ်ပိုင်းကိုသွားပြီးတော့မိမောင်းထိုးထားတာပေါ့နော်ဒါပေမဲ့အဲ့ဒီဝတ္ထုထဲမှာလည်းနောက်ခံနိုင်ငံရေးအဲ့ဒီခေတ်ရဲ့ political impact ဒီလူမှုဘဝတွေကပါနေတာပဲပေါ့နော်တော့ဘာလဲဆိုတော့အဓိကတစ်ချက်ကပေါ့နော်မာဆိုးက Arab တယောက်ကိုတတ်လိုက်တယ်ကမ်းခြေမှာဟုတ်တယ်လူတက်မှုနဲ့ဒီကောင်ရောက်သွားတယ်တောင်းစသဖြင့်ပေါ့နော်အဲ့တော့အဲ့မှာဘာလဲဆိုတော့အဲ့တက်ခံလိုက်ရတဲ့ Arab ကနာမည်တော်ထည့်မိတာ Albert Camus ကပေါ့နော်အဲ့ဒီဟာမှာနောက်ပိုင်းမှာငင်းခုန်ဖြစ်ကြပြီးတော့Arab စာရေးဆရာတချို့တွေကပြန်ပြီးတော့ထောက်ကြတာပေါ့နော်ဘာလို့ဒီလူတယောက်တက်လိုက်တယ်ဗျာအဲ့ဒါကိုနာမည်ထည့်ကြီးလေဘာမှမဖြစ်ဘူးလေဒီကောင်ရဲ့နာမည်အာမတ်ဟောထားပါတော့ဘာလဲမိုဟာမဒီဘူးနော်ထားပါတော့အာရနာမည်ကျွန်တော်မပေးတတ်ဘူးအာဆက်ပေါ့ဗျာအစီရီးယားသမ္မတနာမည်လိုမျိုးဒါမို့လဲဟုတ်လားရာဆာအာရာဖတ်ပေါ့ထားပါတော့အဲ့လို something တခုခုရှိရမှာပေါ့နော်တော့လုံးဝအဲ့ဒီ Arab က silent လုံးဝ voiceless ဘာတမ်းမှဝတ္ထုတွေမှာသူကဒီတိုင်းပဲတဲတောင်မြင်သားမှာပေါ်လာတယ်သူလမ်းလျှောက်နေတော့မှပြီးတော့အဲ့လိုပဲမာဆိုးနဲ့ပြဿနာတက်တယ်အမှန်တော့ရှေ့မှာဇလန်းရှိတယ်ပေါ့လေဘာလို့ပြဿနာတက်ရလဲဆိုတော့ဒါပေမဲ့ဒီကောင်လေးကဒီဓာတ်ကိုဆွဲထုတ်လိုက်တယ် Arab ကအဲ့မှာဓာတ်မှနေအောင်လက်သွားတယ်အဲ့တော့ရာသီဥတုကလည်းအရန်ပူနေတော့မာဆိုးကဘာရမဟုတ်ဘူးဗျာတနက်နဲ့ပြစ်လိုက်တာဒီကောင်ပြစ်ပြီးတဲ့နောက်ကိုဆက်ပြစ်နေသေးတာ5-6ချက်ပေါ့နော်ဆိုတော့ဒီ Arab လေးကဘာတူတော့ဒီတရားရုံးတော့မှဒီမာဆိုးတင်လိုက်ပြီဗျာဒါပေမဲ့စာရေးဆရာ Arab ရဲ့နာမည်ကိုရေးမထားဘူးပေါ့နော်ဆိုတော့အဲ့ဒါအပါအဝင်ပေါ့လေအဲ့ဒီအချက်အပါအဝင်ပေါ့နော်ဒီစာရေးဆရာကိုလည်းဝေဖန်ကြတာပေါ့ Arab တွေကအဲ့တော့အဲ့ဒါစာရေးဆရာရဲ့အမင်မဲလားမေ့သွားတာလားဒါဆိုအဖြစ်မေ့သွားတာဖြစ်နိုင်တယ်လို့တချို့က argue လုပ်ကြတာပေါ့နော်ညင်းကြတာပေါ့တမင်တက်နာမည်ကိုမရေးပဲထားခဲ့တာမဟုတ်ဘူးသူရေးဖို့မေ့သွားတာဖြစ်နိုင်တယ်ပေါ့ဘာလို့လဲဆိုတော့အကြောင်းရှိတယ်ပေါ့အဲ့တော့ဒီဝတ္ထုကဗျာဇက်ကောင်နေတည်ထားတဲ့နေရာအယ်ဂျီးရီးယားကျွန်တော်ခုနကပြောသလိုအယ်ဂျီးရီးယားဆိုတာအဲ့ဒီ Camus အဲ့ဝတ္ထုကိုရေးတဲ့အချိန်မှာပေါ့နော်1940နှစ်တို့41တို့အဲ့လိုမျိုးကာလပေါ့နော်42တင်တယ်အဲ့တော့သူကပြင်သစ်ရဲ့လက်အောက်ခံတိုင်းပြည်ပေါ့အဲ့တော့သူနှစ်ပေါင်း130လောက်နေခဲ့ရတာ French အောင်ပါပေါ့နော်1830ကနေ1600ဟုတ်ပါဘူး sorry 1960နှစ်အထိနေခဲ့ရတာပေါ့နော်1830ကနေ1960နှစ်ဆိုအကြာကြီးပဲနှစ်ပေါင်း130ကျော်ပေါ့နော်ဒီပြင်သစ်တွေကဒီအယ်ဂျီးရီးယားဒီဌာနေတိုင်းရင်းသားတွေကိုပေါ့နော်များသောအားဖြင့် Arab တွေလို့ပြောတယ်ဆိုတော့ပြင်သစ်ဆိုတာတော့လူဖြူတွေလေဒီပြင်သစ်တွေကအဲ့အယ်ဂျီးရီးယားကိုတွားကြတာပေါ့အဲ့မှာတွားနေကြတယ်
ပြီးရင်အဲ့ကဌာနေတိုင်းရင်းသားတွေကို second ဒုတိယနိုင်ငံသားလိုမျိုးသိရမလားသူတို့နဲ့ခွင့်ရေးတန်းလို့မပေးဘူးသူတို့သိမ်းထားတာကိုကိုလိုနီကျွန်တော်တို့အင်္ဂလိပ်ကလုပ်တယ်လို့ပဲပေါ့နော် political right မပေးဘူး discrimination ခွဲခြားဆက်ဆံမှုတွေအများကြီးရှိတယ်အတင်းအဓမ္မအလုပ်တွေခိုင်းနေဒါတွေဖြစ်ခဲ့တာတကယ်ဖြစ်ခဲ့တာတွေပြီးရင်မြေတွေသိမ်းနေပေါ့နော်အတင်းအဓမ္မသိမ်းနေမြေတွေကိုပြီးရင်ဒီယူရိုပကနေဒီအယ်ဂျီးရီးယားကိုလာပြီးတော့အခြေချတဲ့လူဖြူကောင်းတွေကိုသူတို့ကအဲ့မြေတွေပေးတယ်ပြင်သစ်အစိုးရပေါ့နော်ပြီးရင်culture အရပေါ့ကျင်ကျင်းမှုအရဆိုရင်လည်းဖိနှိပ်တယ်ပေါ့နော်ဒီ Arab ဘာသာစကားတွေပါတယ်ဆိုရင်ဒီပြင်သစ်အစိုးရဖိနှိပ်ထားတာ Islamic education ပေါ့လေဒီဘာသာရေးပညာရေးရှိတာကိုသူတို့မှာ Arab က Islam နေများတော့ Islamic education ကိုလည်းသူတို့ကဖိနှိပ်တယ်တချို့ mock တွေပေါ့နော်ပလီတွေကိုဆိုလို့ရှိရင်ဖြည့်ဆည်းပြတာတွေပါရှိတယ်ပေါ့နော်ဒါတွေကတကယ်ဖြစ်ခဲ့တာကျွန်တော်hate speech ပြောနေတာမဟုတ်ဘူးပေါ့နော်တမိုင်းမှာဖြစ်ခဲ့တဲ့ဟာတွေအဲ့မှာရုံသုံးဘာသာစကားပြင်သစ်ဘာသာစကားပေါ့နော်ဥပဒေကလည်းပြင်သစ်ဘာသာစကားနဲ့ရေးထားတာပေါ့လေအဲ့တော့ဒီလောက်နှစ်100ကျော်လောက်တားဖိနှိပ်ခံနေရတဲ့ဟာကိုဒီ Algerian Arab တွေကပြန်ပြီးတော့လွတ်လပ်ရေးအတွက်တိုက်ခိုက်ပြီးတော့ရုံးထွက်ကြတဲ့အခါမှာသူတို့တန်းနဲ့ချီပြီးတည်ခဲ့ကြတာပေါ့နော်ဒီပြင်သစ်စစ်တပ်ကဆိုလို့ရှိရင်စစ်ရာဇဝတ်မှုတွေတအားကျူးလွန်ခဲ့တာအစုလိုက်ပြုံလိုက်တွေတက်တယ်ရွာတွေကိုဘုံကျဲတယ်နောက်ပြီးတော့ဓာတုလက်နက်တွေပါတယ်တုံးတယ်ပြီးရင်နှိပ်စက်တယ်ဗျာ interrogation ပေါ့ electric လက်စစ်တွေနဲ့နှိပ်စက်တယ်ဟုတ်လားရေထဲမှာနှစ်တယ်မီးရှို့တယ်ရိုက်တယ်ဘလက်ကာရတွေလုတ်တယ်နော်မြင့်မြတ်လာပါတယ်ဆိုရဲဒီအဖြူကောင်တွေကပေါ့နော်ကျွန်တော်မုန်းလို့ပြောရတော့မဟုတ်ဒါပေမဲ့လေဖြစ်ခဲ့တာတွေကဖြစ်ခဲ့တာတွေပဲပြီးရင် displace လုပ်တယ်ဟာလားဒီရွာလုံးကျွတ်တို့ဘာလို့ဖယ်ခိုင်းပြီးနေရာရွှေ့ခိုင်းတယ်အတင်းအဓမ္မပေါ့နော်ပြီးရင်30အတိုင်းပေါ့တဘာဝတည်ရန်ဇာတာတွေဆိုလို့ရှိရင်အကုန်လုံးယူတယ်စီလာတဘာဝတန်းဝေးတို့ပါတကြောင်မီးသွေးတခြားတဲ့ဖြစ်ပေါ့လေပြောရရင်ဟိုတနည်းပြောသလိုပဲမြန်မာစစ်တပ်သတင်းစာတွေကအင်္ဂလိပ်မကောင်းကြောင်းလို့ဖြစ်နေပြီဒါပေမဲ့လေဖြစ်ခဲ့တာတွေကတကယ်ဖြစ်ခဲ့တာဆိုတော့အဲ့ဒါကနောက်ခံ background အဲ့တော့စာရေးဆရာ Albert Camus ကလည်းပြင်သစ်ပဲပေါ့နော်သူက Algeria မှာတော့မွေးတာဒါပေမဲ့သူက Arab တယောက်တော့မဟုတ်နေဘူးသူကသူတော့ Algerian ပဲပေါ့ငါ Algeria မှာမွေးတာငါ Algeria ကိုချစ်တယ် Algeria လှတယ်ဒီပင်လယ်ပြင်နဲ့တဲတောင်တွေနဲ့ငါချစ်တယ်ပေါ့နော်သူမှအဲ့လိုမျိုးတော့ရှိတယ်သူဒါပေမဲ့လေသူကပြင်သစ်ပြည်ကနေအဲ့ဒီကိုရောက်လာတဲ့ settler ပေါ့လေအဲ့မှာအခြေချနေထိုင်တဲ့လူဖြူတယောက်ပဲပေါ့နော်သူက Arab တယောက်မဟုတ်ခဲ့အဲ့တော့ Camus က Arab တယောက်မဟုတ်ခဲ့ဘူးသူက Algeria မှာတော့မွေးတယ်ဒါပေမဲ့သူကပြင်သစ်တယောက်ပဲဖြစ်နေတယ်သူ့ရဲ့ဝတ္ထုထဲမှာပြင်သစ်ဒီဘောနော်ကောင်လေးကArab တယောက်ကိုတက်လိုက်တယ်အဲ့ Arab ကနာမည်တော်မှထည့်ရေးမထားဘူး Camus ကဆိုတော့ဒါတွေအားလုံးဒီတိုင်းပဲဘာမှလည်းမဟုတ်ပါဘူးလို့တွေးကြည့်လိုက်ရင်လည်းရတယ်ဒါပေမဲ့လည်းတစ်ဖက်ကတခြားတစ်ဖက်ကနေစင်ရန်ကြောင်းများပေါ့နော်တခြားကိုတာဆောင်နာမည်လို့တခြားတစ်ဖက်ကကြည့်မယ်ဆိုရင်တော့တချို့အမှန်တရားတွေကဗျာထုတ်ပြောရတာအမှန်တရားဒါပေမဲ့တချို့အမှန်တရားတွေကမပြောလိုက်မိတဲ့ဟာတွေကအမှန်တရားဖြစ်နေတာရှိတယ်။အဲပေါ့နော်မေ့သွားတာတွေကအမှန်တရားဖြစ်နေတာရှိတယ်ပေါ့နော်။ပြောဥပမာအဖြစ်ကျွန်တော်တို့မြန်မာပြည်နဲ့ဥပမာပေးကြည့်လို့ရတယ်ကျွန်တော်တို့တွေကအင်အားကြီးဆုံးကမြန်မာဗမာပေါ့နော်ဒါကျွန်တော်တွေးခွဲတာမဟုတ်ဘူးနော်ဒီတိုင်းဖြစ်နေတာကိုပြောပြတာကျွန်တော်ကိုယ်တိုင်လည်းတိုင်းရင်းသားဒေသမှာမွေးတယ်တိုင်းရင်းသား
မိဘတွေနဲ့ဒါပေမဲ့ကျွန်တော်အညာမှာလည်းကြီးလာတာဆိုတော့အညာသားလိုမျိုးပဲပြီးတော့အလုပ်လုပ်တော့ကျွန်တော်တခြားဒီတိုင်းရင်းသားဒေသတွေမှာပြန်လုပ်ခဲ့တာဆိုတော့perspective စုံအောင်မြင်မှုတွေပေါ့နော်ဆိုတော့ဥမာငါတို့ကဗမာတွေပေါ့လေပြည်မမှာနေတဲ့သူတွေကဗမာလို့မပြောတော့ပါဘူးပြည်မလို့ပဲပြောမယ်ပြည်မမှာနေတဲ့သူတွေကငါတို့ကတိုင်းရင်းသားအားလုံးကိုတိုင်းရင်းသားတွေနဲ့တသားတည်းပဲလို့တွေးတယ်ဒါပေမဲ့တကယ်တမ်းကျတော့ဥမာစစ်ဖြစ်နေတယ်ပေါ့နော်အဲဆိုလို့ရှိရင်အခုရင်တော့ဘယ်လိုမြင်လဲဆိုလို့ရှိရင်မင်းတို့တွေကငါတို့တိုင်းပြည်တွေကနေခွဲထွက်ခြင်းနေရငါတို့ကမင်းတို့စီကို passport နဲ့လာမှာလားဆိုတာမျိုးဒါထုတ်ပြောတာထုတ်မပြောဘဲနဲ့ကျတော့ဘာလဲဆိုတော့ကျုပ်ရှင်ဒီဘာတွေထဲမှာတချို့တော့ပြောင်းထားပါသေးတယ်အရင်လာလဲဒီလေတန်ပဲရှမ်းလာလဲဒီလေတန်ပဲကျုပ်ရှင်ထဲမှာလေဒါရုပ်ရှင်လောကကိုလည်းတိုက်ခိုက်တာမဟုတ်ဒီတိုင်းပဲပြောပြတာဆိုလိုတာကကိုပဲဗဟိုပြုပြီးတော့စဉ်းစားလိုက်တော့ကျတော့တခြားသူတွေအားနေတဲ့သူတွေရဲ့ဖြစ်တည်မှုမမြင်တော့တာအဲ့တော့ကိုမမြင်လိုက်တဲ့အတွက်အဲ့မမြင်ဘူးဆိုတာကြီးကအမှန်တရားကိုအားကြီးတဲ့ဘက်ကိုပါနေတယ်ကိုယ်တိုင်ကအားကြီးတဲ့ဘက်ကမွေးဖွားတဲ့သူဖြစ်တယ်အားကြီးတဲ့အခြေအနေမျိုးမှာမွေးဖွားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ကိုနဲ့ကိုအမျိုးတွေကပေါ့နော်ကိုအမျိုးတွေကသူများကိုဖိနှိပ်ထားတာဖိနှိပ်ထားသလိုဖြစ်နေလို့ရှင်ဖိနှိပ်ခံထားရတဲ့သူတွေဘက်ကနေလှမ်းမမြင်ဘူးမမြင်မိဘူးမြင်တယ်ဆိုတာအဲ့ဒါအပေါ်ရံပဲပြောတာအဲ့ဒါတွေတွေးလည်းမတွေးမိဘူးအဲ့လိုအဲ့ဒါကိုလစ်ကနေမြင်လိုက်ရတာဒီ community ရဲ့outsider ဝတ္ထုတွေမှာ RF ကိုတတ်လိုက်တယ်နာမည်လေးတောင်ထည့်ရေးမထားဘူးအဲ့ဒါကတချို့ကလည်းပြန်ပြီးတော့ညင်းကြတာပေါ့နော်မဟုတ်ပါဘူး Albert Camus ကသူကိုယ်တိုင် Algeria မှာမွေးခဲ့တာသူကပြီးတော့ချမ်းသာတဲ့လူတယောက်လည်းမဟုတ်ဘူးဗျာAlgeria မှာနေတဲ့ပြောချင်တာတခြားအစိုးရအရာရှိပြင်သစ်တွေလိုမျိုးချမ်းသာပြီးတော့ privilege ဖြစ်နေအောင်မဟုတ်ခွင့်ထူးခံလူတန်းစားမဟုတ်ဘူးသူကဒီပြင်သစ်အစိုးရကိုလည်းဝေဖန်ခဲ့ဘူးတယ်သူက journalist လည်းလုပ်တာဆိုတော့လေအဲ့လိုမျိုးတချို့က Albert Camus ဘက်ကနေဖေးမှပြီးတော့ပြောကြတာပေါ့နော်ဒါပေမဲ့Albert Camus ကနောက်ပိုင်းကျတော့ဒီ Algeria တွေရဲ့လွတ်လပ်ရေးစစ်ပွဲပေါ့နော်ပြင်သစ်အစိုးရအောင်တော်လှန်တဲ့စစ်ပွဲကိုသူကအတိအလင်းမကန့်ကွက်ရင်တော့မှသူကဘယ်လိုပြောမလဲတချို့ကလည်းကန့်ကွက်တယ်လို့ပြောကြပါဘောနော်ဒါပေမဲ့တချို့ကလည်းအဲ့မှာအငင်းပွားစရာအများကြီးဖြစ်နေဒါပေမဲ့ကြီးကြပြောရရင်တော့သူက RF တွေဘက်ကတော့တေးကြတယ်မရက်တည်ခဲ့ဆိုလိုတာကဖိနှိပ်ခံပြင်သစ်အစိုးရဘက်ကပေါ်တင်ရက်တီလားမရက်တီလားတော့မသိဘူးဒါမိကုန်းထုတ်စရာဖြစ်နေပြီမဲ့တေးကြတာတခုက RF တွေကဒီပြင်သစ်အစိုးရကိုတော်လန်တာသူကအရန်ထောက်ခံခဲ့သူရဲ့famous ဖြစ်တဲ့ကြော်ကြားတဲ့မှတ်ချက်တွေရှိတယ်ပေါ့နော်ဒီ Algeria စစ်ပွဲပေါ့ Algeria တွေကပြင်သစ်ကိုတော်လန်တာနဲ့ပတ်သက်ပြီးတော့သူမှတ်ချက်ပေးခဲ့တာတွေမှာတချို့ဟာတွေနည်းနည်းလွန်တာတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သူ့ရဲ့အမေဆိုလို့ရှိရင်လို့ပေါ့ဒီအပြင်ထွက်ရင်တော့မှ safe မဖြစ်ဘူးမလုံခြုံဘူးလို့ခံစားရတဲ့ပြဿနာတွေအဲ့လိုမျိုးတွေဖြစ်ခဲ့တယ်ဆိုလိုတာကသူက Algeria မှာပဲမွေးတာပဲဟုတ်တယ်အဆူအရန်ချမ်းသာပြီးတော့ခွင့်လူခံနေရမဟုတ်ဘူးဒါပေမဲ့လည်းတကယ်တမ်းတော့သူကပြင်သစ်တယောက်ပဲဆိုတော့သူရေးထားတဲ့ဝတ္ထုတွေမှာသူကတော့အဲ့ဓာတွေကိုထည့်တွေးနေမှာမဟုတ်ဘူးပေါ့နော်သူကသူ့ရဲ့ဝတ္ထုတွေမှာကျသူကလူဘဝရဲ့အတိတ်ပဲကဘာလဲဘဝမှာအသက်ရှင်ရတယ်ဆိုတာဘာလဲဇာယူသူကအဓိကဆောင်းပေးပြီးတော့ရေးတာပဲမဲ့လေသူကအဲ့ထဲမှာမပြောလိုက်တဲ့အမှန်တရားလေးတစ်ခုပေါ့သူက RF ကိုသူ့ရဲ့ဇာတ်ကောင်တက်လိုက်တယ်ဒါပေမဲ့ RF ကနာမည်လေးတစ်လုံးတောင်ပါမလားဆိုတော့ကျွန်တော်တို့စိတ်ထဲမှာတခြားလူတွေကမရှိနေတယ်လို့မျိုးခံစားနေရတာလေဘာလို့လဲဆိုတော့ကျွန်တော်တို့ကသူတို့နေရာမှာသူတို့လိုစစ်မပြေးဘူးခဲ့ဘူးအရင်တော့ပြောတာနော်အရင်ခေတ်တော့သူတို့တို့ရွာတွေကိုဘုံကျဲမခံဘူးကျွန်တော်တို့ကသူတို့လိုမျိုးမိသားစုလိုက်အသက်မခံရဘူးအဲ့တော့ဗာလဲဆိုတော့မင်းတို့ကပြည်တော်စုကနေခွဲထွက်ခြင်းနေရတော့ဗာတော့အလွယ်တကူကျွန်တော်တို့ကပြောခဲ့တာသူတို့မမြင်ဘူးကျွန်တော်တို့အကြီးဖြစ်နေရသူတို့တခြားလူတွေကိုဖိနှိပ်ခံနေရတဲ့လူတွေကိုတိတိလေးလို့ထင်ခဲ့တာဒါကိုပြောချင်တာပေါ့နော်
အဲ့တော့ညီကုန်းချိုးရရင်တော့လူတွေရဲ့စိတ်ပေါ့လေလူတွေရဲ့အတွေးခေါ်လူတွေရဲ့အတ္တလို့ပဲပြောရမလားမသိဒီဟာကအရန်ကိုတိမ်မွေ့တာပေါ့နော်ကိုကတော့ကိုအရန်ညတာတယ်ဗမ်းမလိုက်ဘူးလို့ထင်မိမယ်နဲ့တကယ်တမ်းကျတော့မသိလိုက်ပဲနဲ့ကိုယ်တိုင်းမှာ bias တွေအများကြီးရှိတယ်ပြီးတော့ခစ်စနစ်ဆိုတာအဲ့ဒါပဲပေါ့နော်လူတွေကခစ်စနစ်တွေကိုဖန်တီးနေတာအဲ့တော့ဒီခစ်တွေစနစ်တွေထဲကနေလူတွေကမပြေးနိုင်ဒီလောကကြီးမှာနိုင်ငံရေးလည်းမစင်စားဘူးကွာငါတော့စိတ်လည်းမဝင်စားဘူးလို့နိုင်ငံရေးတွေပါတယ်လာမပြောနဲ့လို့ဘာလို့ဆိုတဲ့လူတွေငါတို့ကဒီတရားဓမ္မပဲစိတ်ဝင်စားတယ်လို့ဒါမှမဟုတ်လည်းငါတို့ကဘဝရဲ့တည်ခြင်းလို့ဟာလားဒီ philosophy တို့ပဲစိတ်ဝင်စားတယ်လို့ပြောပြီးတော့အဲ့အကြောင်းကိုပဲဥတည်ပြီးတော့ရေးသားဖော်ပြတဲ့ဒီကမ္ဘာကျော်ဝတ္ထုမှာတောင်မှပဲဖိနှိပ်တဲ့ပြင်သစ်အစိုးရနဲ့ဒီဖိနှိပ်ခံအာရဗ်တွေကြားထဲမှာပြင်သစ်စာရေးစရာအဲ့အကြောင်းကိုရေးတဲ့အခါမှာအာရနိုင်ငံရေးမပါဘူးเนาะနိုင်ငံရေးမပါဘဲနဲ့တော့နိုင်ငံရေးမပါတဲ့ဝတ္ထုတွေမှာတော့မှအာရတယောက်ကိုသူကရှိတယ်လို့သူကမထင်နေဘူးအဲ့လိုဖြစ်နေတာသူတင်မြင်လောက်တာလားမေ့သွားတာလားမပြောတတ်ဘူးဒါများသောအားဖြင့်တော့မေ့သွားတာဖြစ်နိုင်တယ်ဘာလို့မေ့သွားလဲဆိုတော့သူမသိလိုက်တဲ့ bias ပေါ့နော်ဘက်လိုက်မှုသူ့မှာရှိနေရအဲ့လိုပဲလူသုံးသက်မိတာပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဘဝမှာဗမ်းမလိုက်ဘူးဒါမှမဟုတ်ခေတ်စနစ်ကနေထွက်ပြေးမယ်ငါမတွေးဘူးဆိုတဲ့ဟာတွေကဟုတ်ကောဟုတ်လားဖြစ်ကောဖြစ်နိုင်လားပေါ့နော်Albert Camus ကတော့နိုင်ငံရေးကိုမရေးဘူးမတွေးဘဲနဲ့တခြားဟာရေးတဲ့ကြားတွေကသူ့ရဲ့ bias လေးပပလေးကိုကျွန်တော်တို့လှမ်းမြင်လိုက်ရဘူးတယ်ပေါ့နော်ကျွန်တော်တို့မှာရောအဲ့ bias တွေဘက်လိုက်မှုတွေရှိလားမရှိဘူးလားပေါ့ကျေးဇူးတင်ပါတယ်